လူတယောက်ကလိန်နေသလားအမှန်အတိုင်းပြောနေသလားဆိုတာမျက်နှာကိုကြည့်ယုံနဲ့သိနိုင်မယ်ဆိုရင်ဘလို့နေမလဲအတော်ကောင်းပါပဲနော်ကဲဒီနေ့မှာတော့အဲ့ဒီလိုဒဏ္ဍာရီဆန်ဆန်အယူအဆတွေကိုခဏဘေးဖယ်ပြီးလူခန္ဓာကိုယ်ကနေမထိန်နိုင်ပဲပေါ်ပြလာတဲ့ရုပ်ထွက်သဲလွန်စတွေကိုသိပ္ပံပညာကဘလို့ဖော်ထုတ်ထားသလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ကဲဒီကိန်းကနန်းကိုတစ်ချက်ကြည့်လိုက်ပါအံ့ဩသွားတယ်ဟုတ်လေ့လာမှုတွေအရအရွယ်ရောက်ပြီးသားလူ60ရာခိုင်နှုန်းဟာ10မိနစ်လောက်စကားပြောတဲ့အခါအနည်းဆုံးတစ်ကြိမ်တော့လိန်လည်ပြောဆိုတတ်ကြတယ်တဲ့ဒါကဘာကိုပြနေသလဲဆိုတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာလိန်လည်မှုဆိုတာကထင်ထားတာထက်အများကြီးပိုပြီးတော့ပြန့်နှံ့နေတယ်ဆိုတာပါပဲဟုတ်ပြီလိန်လည်မှုကိုထောက်လှမ်းတဲ့နေရာမှာလူတော်တော်များများယုံကြည်ထားတဲ့အထင်အမြင်လွဲမှားမှုကြီးတစ်ခုကိုအရင်ဆုံးရှင်းလိုက်ရအောင်ညာဘက်ကိုကြည့်ရင်လိန်နေတာဆိုတဲ့အယူအဆကိုကြားဘူးကြမှာပေါ့ဒါပေမဲ့တကယ်တမ်းမှာသိပ္ပံပညာအရဒါဟာလုံးဝအခြေအမြစ်မရှိပါဘူးအဲ့တော့ဒီနေ့မှာတော့ဒီလိုဒဏ္ဍာရီတွေအစားခိုင်မာတဲ့သိပ္ပံနည်းကျအထောက်အထားတွေကိုပဲအဓိကထားပြီးပြောသွားမှာပါဒါဆိုဒဏ္ဍာရီတွေကအလုံးမဖြစ်ဘူးဆိုရင်တကယ်သဲလွန်စတွေကဘယ်ကလာတာလဲအဖြေကလိန်ပြောတဲ့သူရဲ့စိတ်ထဲမှာပဲရှိပါတယ်ဆိုလိုတာကလိန်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုနားလေတာကနေအရာအလုံးကအစပြုတာပါပဲလိန်လိုက်ပြီဆိုတာနဲ့လူတစ်ယောက်ရဲ့အုံနှောက်ထဲမှာစစ်ပွဲ3ခုတပြိုင်နက်တည်းစဖြစ်ပါလေရောတစ်ခုကစိတ်ခံစားမှုတွေကိုဖုံးကွယ်ဖို့ကြိုးစားရတဲ့ဖိအားနောက်တစ်ခုကဇလန်းတစ်ခုကိုတီထွင်နေရတဲ့အတွက်အုံနှောက်အပေါ်တက်ရောက်တဲ့ဝန်ထုတ်ဝန်ပိုးနောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့အမှုအရာတွေကိုနေဟန်သားတွေကိုထိန်းချုပ်ဖို့ကြိုးစားရတဲ့ရုန်းကန်မှုတွေပေါ့ဒီ PR တွေကြောင့်ပဲခန္ဓာကိုယ်ကသဲလွန်စတွေကိုမထိန်းနိုင်ပဲပေါ်ပြလာရတာဖြစ်ပါတယ်ဒီ theory 3ခုကအဲ့ဒီ PR တွေကနေသဲလွန်စတွေဘယ်လိုထွက်လာလဲဆိုတာကိုရှင်းပြတာပဲပထမတစ်ခုကစိတ်ခံစားမှုတွေမထိန်းနိုင်ပဲပေါက်ကြားထွက်လာတာနောက်တစ်ခုကအုံနှောက်ကအလုတ်အရမ်းများပြီးဝင်ပြီးသွားတာနောက်ဆုံးတစ်ခုကတော့အမှုအရာတွေကိုအတင်းအကျပ်ထိန်းချုပ်ဖို့ကြိုးစားရင်းကနေပုံမှန်မဟုတ်တဲ့အပြုအမူတွေဖြစ်လာတာကိုပြောတာပါကဲဟုတ်ပြီအဲ့ဒီတော့ဒီထဲကစိတ်ဖိအားတွေကြောင့်ပေါက်ကြားလာတဲ့ရုပ်ထွက်သဲလွန်စတွေကိုတစ်ခုချင်းစီလိုက်ကြည့်ကြရအောင်လူအများစုအရင်ဆုံးသတိထားမိနိုင်တဲ့နေရာမျက်နှာကနေစလိုက်ကြတာပေါ့ဒီစကားကတိတ်ကိုနာမည်ကြီးတဲ့ဖြစ်ရပ်တစ်ခုကနေလာတာပါမေရီဆိုတဲ့လူနာတစ်ယောက်ရဲ့ကိစ္စပေါ့သူကဆရာဝန်တွေကိုနေကောင်းသွားပြီလို့ပြောနေခဲ့ပေမဲ့စက္ကန့်ပိုင်းလေးအတွင်းမှာသူ့မျက်နှာပေါ်မှာဖြတ်ခနဲပေါ်လာတဲ့ပြင်းထန်တဲ့စိတ်သောကအမှုအရာကသူ့ရဲ့အမှန်တရားကိုဖော်ထုတ်ပေးခဲ့တယ်ဒီဖြစ်ရပ်ကနေတဆင့်ကျွန်တော်တို့မသိစိတ်ကနေပေါ်ပြလိုက်တဲ့အမှုအရာတွေဟာဘလောက်တောင်အရေးကြီးလဲဆိုတာကိုသိလာခဲ့ရတာပါအဲ့ဒီမေရီရဲ့မျက်နှာပေါ်မှာပေါ်သွားတာကတော့ micro expression လို့ခေါ်တဲ့အရာပါပဲဒါဟာစိတ်ထဲမှာတကယ်ခံစားနေရတာကိုထိန်းချုပ်လို့မရပဲပေါ်ပြလိုက်တဲ့စက္ကန့်ပိုင်းလေးပဲကြာတဲ့မျက်နှာအမှုအရာတစ်ခုပါပဲအပြုံးတစ်ခုကအစစ်လားအတူလားခွဲကျင်ရင်တော့ချက်ကမျက်လုံးမှာပဲရှိတယ်တကယ်အပြုံးစစ်တစ်ခုကပါဇက်ကနေစပြီးမျက်လုံးအထိပြန့်နှံ့သွားပြီးမျက်ဝန်းဘေးတွေမှာအရေးအကြောင်းလေးတွေပေါ်လာစေပါလိမ့်မယ်အပြုံးအတူကတော့များသောအားဖြင့်ပါဇက်မှာပဲရပ်တန့်သွားတတ်ပါတယ်မျက်နှာအမှုအရာတွေအပြင်မျက်လုံးကိုယ်တိုင်ကလည်းအများကြီးပေါ်ပြနိုင်ပါသေးတယ်ဒါတွေကတော့မျက်နှာအမှုအရာထက်ထိန်းချုပ်ဖို့ပိုခက်တဲ့အလိုအလျောက်တုံ့ပြန်မှုတွေပါမျက်လုံးကနေရတဲ့သဲလွန်စတွေထဲမှာဘာကအားကိုးရဆုံးလဲဒီမှာတွေ့တဲ့အတိုင်းပဲမျက်စံကျဲလာတာကထိတ်ဆုံးမှာပါဒါဟာစိတ်ဖိစီးမှုကြောင့်အလိုအလျောက်ဖြစ်ပေါ်လာတာဖြစ်ပြီးထိန်းချုပ်ဖို့အရန်ခက်ပါတယ်လူအများစုယုံကြည်ထားတဲ့မျက်နှာလွှဲတာကတော့လိမ်လည်မှုကိုညွှန်ပြတဲ့နေရာမှာအားအနည်းဆုံးအချက်တွေထဲမှာပါပါတယ်မျက်တောင်ခတ်တဲ့ပုံစံမှာလဲတိတ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ရှိနေပြန်ရောလိမ်ဖို့အာယုံစိုက်နေတဲ့အချိန်အုံနောက်ကအလုံများနေတဲ့အချိန်မှာမျက်တောင်ခတ်တာတိတိတသာနှေးသွားတတ်တယ်ပြီးတော့လိမ်ပြီးသွားလို့စိတ်သက်သာရာရသွားတဲ့အခါမှာတော့ရော်ရဲပေးတဲ့အနေနဲ့မျက်တောင်တွေပုံမှန်ထက်ပိုပြီးမြန်မြန်နဲ့များများခတ်လာတတ်ပါလေရောမျက်နှာနဲ့မျက်လုံးကအရေးကြီးတယ်ဆိုပေမဲ့အဲ့ဒီမှာလည်းမပြီးသေးဘူးနော်လိမ်လည်မှုရဲ့သဲလွန်စတွေကတကိုယ်လုံးနဲ့အတန်မှာပါပေါ်လာနိုင်ပါသေးတယ်ဒါကတော့တကယ်ကိုအားကိုးရတဲ့သဲလွန်စတစ်ခုပဲ emblematic slip လို့ခေါ်တယ်ဆိုလိုတာကပြောတဲ့စကားနဲ့လောက်ရက်လွဲချော်သွားတာမျိုးပေါ့ဥပမာပါဇက်ကဟုတ်ကဲ့ကျွန်တော်သဘောတူပါတယ်လို့ပြောနေရင်းနဲ့ပခုံးကိုမတိမတာလေးတွန့်လိုက်တာမျိုးပေါ့ဒါဟာပြောတဲ့စကားနဲ့အတွင်းစိတ်ကခံစားချက်လုံးဝကွဲလွဲနေတယ်ဆိုတာကိုပြတာပါအတန်ကလည်းလိန်တဲ့အခါသစ္စာဖောက်တတ်တယ်ဘာတွေပြောင်းလဲသွားသလဲဆိုတော့စိတ်ဖိစီးမှုကြောင့်အတန်ကပုံမှန်ထက်ပိုမြင့်တက်လာတတ်တယ်ပြီးတော့ဇလန်းစင်ဖို့အချိန်ယူရလို့ချက်ချင်းပြန်မဖြေနိုင်ပဲတုံ့ဆိုင်နေတတ်တယ်နောက်ပြီးဆိုတဲ့စကားထုတ်တန်တွေလည်းတိတိတတ်တာများလာတတ်တယ်ဒါပေမဲ့တိတ်ကိုအရေးကြီးတဲ့အချက်တစ်ခုရှိတယ်ဒီသဲလွန်စတစ်ခုချင်းစီကိုတွေ့တိုင်းလိန်နေပြီလို့တစ်ထစ်ချတတ်မှတ်လို့လည်းမရပါဘူးကျွမ်းကျင်သူတွေကဒီလိုတစ်ခုချင်းစီကိုမလိုက်ပဲပိုပြီးကျယ်ပြန့်တဲ့ပိုပြီးစနစ်ကျတဲ့ချင်းကပ်မှုတစ်ခုကိုသုံးပါတယ်
တာမန်လူတွေလုံးမိတဲ့အမှားကပီနိုကီယိုရဲ့နှာခေါင်းလိုမျိုးတဲလွန်စားတစ်ခုတည်းကိုပဲလိုက်ရှာနေတာကျွမ်းကျင်သူတွေကတော့အဲ့လိုမဟုတ်ဘူးသူတို့ကအမှုအရာတွေကြားကကိုက်ညီမှုမရှိတာတွေအပြုတ်အမူတွေအစုအဖွဲလိုက်ဖြစ်နေတာတွေကိုရှာတာပါလက်တွေ့ကြတဲ့နီလန်တစ်ခုကတော့တဲလွန်စား၃ခုစီးမြင်းလို့ခေါ်ပါတယ်ဆိုလိုတာကတစ်ချိန်တည်းမှာစိတ်ဖိစီးမှုကိုပြတဲ့မတူညီတဲ့အမူအရာ၃ခုဥပမာလက်ကိုမအုပ်ချင်ဘူး restless ဖြစ်ပြီးပွတ်တက်နေတာလက်ပိုက်ထားတာနောက်ကိုရိမ့်သွားတာမျိုးတွေတပြိုင်နက်တည်းတွေ့ရင်အဲ့ဒါလိမ်လည်မှုဖြစ်နိုင်ခြေကတိတိကျကျမြင့်တက်လာပြီဆိုတဲ့လက္ခဏာပါပဲကဲအခုထိပြောခဲ့တာတွေကိုအနှစ်ချုပ်ကြည့်ရအောင်ဘယ်အချက်တွေကတကယ်ကိုယုံကြည်ရပြီးဘယ်အရာတွေကတော့ဒဏ္ဍာရီတွေတက်တက်လဲဆိုတာကိုတေးသေးချာချာခွဲခြားကြည့်ကြမယ်တိတ်ပန်နီးကြအခိုင်အမာဆုံးလို့ပြောလို့ရတဲ့ညွှန်ပြချက်တွေကတော့မျက်စံကျဲလာတာအတန်မြင့်လာတာပြောတဲ့စကားနဲ့ဆန့်ကျင်တဲ့အမှတ်မထင်အမှုအရာတွေပြီးတော့စကားပြောရင်းပုံမှန်သုံးနေကြခြေဟန်လက်ဟန်တွေတိတိတသာယော်နေသွားတာမျိုးပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းလူအများစုထင်မှားနေတတ်တဲ့အာမကိုတဲ့အချက်တွေလည်းရှိတယ်မျက်နှာလွှဲတာကနာမငြိမ်ဖြစ်တာတွေကစိတ်လှုပ်ရှားမှုကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီအချက်တွေကိုပဲအားကိုးလိုက်ရင် Otello error လို့ခေါ်တဲ့အမှားကိုကျူးလွန်မိနိုင်တယ်ဆိုလိုတာကအမှန်တရားကိုပြောနေပေမဲ့စိတ်လှုပ်ရှားနေတဲ့သူကိုလိန်ညာသူလို့မှားယွင်းပြီးဆွဆွဲမိတာမျိုးပေါ့လူတွေရဲ့အကဲခတ်နိုင်စွမ်းမှာအကန့်အသတ်ရှိနေခြင်းတွေမှာပဲဤပညာကဒီကစားကွင်းတစ်ခုလုံးကိုပြောင်းလဲပစ်ဖို့ဝင်လာပါပြီအခုဆိုရင် AI စနစ်တွေကလူမျက်စိနဲ့လုံးဝမမြင်နိုင်တဲ့အသေးစိတ်ကြတဲ့အချက်အလက်တွေဥပမာမျက်စံဘယ်လောက်ကျယ်သွားလဲမျက်နှာကြွက်သားတွေဘယ်လိုလှုပ်သွားလဲဆိုတာတွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့80%ကျော်တိကျမှုနဲ့လိန်နေလားမလိန်ဘူးလားဆိုတာကိုဆုံးဖြတ်နိုင်နေပြီဖြစ်ပါတယ်ဒါဟာတာမန်လူတွေရဲ့စွမ်းဆောင်ရည်ထက်အများကြီးတာလွန်သွားပါပြီဒီနေရာမှာစဉ်းစားစရာမေးခွန်းကြီးတစ်ခုထွက်လာပါတယ်ဤပညာကလူတစ်ယောက်ရဲ့စိတ်ထဲကအမှန်တရားကိုလူသားတွေထက်ပိုတိတိကျကျဖော်ထုတ်လာနိုင်တဲ့အခါကျွန်တော်တို့လူအဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့တယောက်နဲ့တယောက်ကြားကယုံကြည်မှုဆိုတာကြီးကဘယ်လိုများဖြစ်သွားမှာလဲ